ဒီဗီဒီယိုကိုခမားတွေ့နေရတယ်ဆိုရင်တော့ကြော်မသွားပါနဲ့ဒါဟာမတော်တဆချစ်တာမဟုတ်ဘူးကျွန်တော်ဒီအကြောင်းကိုရှေးအောင်ဖုံးတော်ကြီးအကြောင်းတစ်ကြောင်းကမှတ်တမ်းစာအုပ်ထဲမှာဖတ်ထည့်ရတယ်အဲ့ဒီမှာပြောထားတာကလူတိုင်းမှာကိုယ်ပိုင်ကိုယ်ဆောင်တဲ့ရှိတယ်သူကကာကွယ်ပေးတယ်လမ်းပြပေးတယ်ဒါပေမဲ့တခါတလေပူကတိတ်ဆိတ်နေတတ်တယ်ပြီးတော့တခါတလေမှကျတော့သူနိုးထလာတတ်တယ်ကိုဆောင်တဲ့နိုးထလာတဲ့အချိန်မှာခမားဘဝမှာလက္ခဏာတွေပေါ်လာမယ်လို့စာအုပ်ထဲမှာဆိုထားတယ်ဒီနေ့အဲ့ဒီလက္ခဏာ9ခုကိုပြောပြပေးမယ်ခမားမှာ3ခုကျော်ရှိနေပြီဆိုရင်တော့ဒါကိုအလေးနက်ထားလိုက်ပါဘာလို့လဲဆိုတော့ကိုဆောင်တဲ့ကခမားကိုတကယ်ဆက်သွယ်နေလို့ပါပထမတစ်ခုညတန်းကောင်ရံမှာမကြာခဏနိုးလာတာခမားမကြာခဏည2နာရီ3နာရီ4နာရီအချိန်တွေမှာအကြောင်းမရှိဘဲနိုးလာတယ်လားဒါဟာတာမန်ကိစ္စမဟုတ်ဘူးအဲ့ဒီအချိန်တွေဟာစွမ်းအင်တကားတွေဖွင့်နေတဲ့အချိန်တွေဖြစ်ပြီးကိုစောင်းကခမားကိုဆက်သွယ်ဖို့ကြိုးစားနေတဲ့အချိန်တွေပါဒုတိယတစ်ခုအိပ်ပျော်ကာနီးနဲ့နိုးလာချိန်မှာထူးခြားတဲ့ခံစားချက်ဖြစ်တာအိပ်ပျော်ကာနီးတို့မဟုတ်နိုးလာချိန်မှာခမားတိတ်ဆိတ်ငြိမ်သက်သလိုတယောက်ကအနားမှာရှိနေသလိုခံစားရလားမကြောက်ပါနဲ့ဒါဟာမကောင်းတဲ့အရာမဟုတ်ပါဘူးဒါဟာခမားကိုကာကွယ်နေတဲ့စွမ်းဟင်ပါတတိယတစ်ခုဖျားရှိမှစူတောင်းတဲ့အခါခံစားချက်ပြင်းထန်လာလားအရင်တုန်းကစူတောင်းတဲ့အခါတာမန်ပဲဖြစ်နေပြီမဲ့အခုဖျားရှိမှထိုင်ပြီးစူတောင်းတဲ့အချိန်မှာခန္ဓာကိုယ်ထဲတုန်ခါသလိုလေဘဲအောက်မှာလှုပ်ရှားသလိုနှလုံးသားနေရာကတိတ်ဆိတ်နှက်ဆိုင်သလိုခံစားရရင်ဒါဟာကိုစောင်းနှက်ကခမားကိုပြန်တုံ့ပြန်နေတာပါစတုထားတစ်ခုလာမဲ့အရာတွေကိုကြိုတင်ခံစားနိုင်လာလားတချို့အရာတွေကိုမတွေ့ရသေးပဲသိသလိုဖြစ်နေလားဒါကောင်းမလားဒါမကောင်းဘူးလားဆိုလားခံစားချက်နဲ့သိလာတယ်ဆိုရင်ဒါဟာခမားရဲ့အတွင်းစွမ်းအားဖွင့်လှစ်လာတာပါပန်စမတစ်ခုမကောင်းတဲ့အရာတွေကနေလွတ်မြောက်တက်လာတာအန်ဒီရဲ့တစ်ခုဖြစ်မလို့ဖြစ်တဲ့အချိန်မှာနောက်ဆုံးမိနစ်တွင်လွတ်သွားတတ်လားတခါတလေခမားကိုယ်တိုင်တော့မတိလိုက်ပဲကာကွယ်ခံရတာမျိုးပေါ့ဒါဟာကိုစောင်းနဲ့ရဲ့အကူအညီပါဆက်ထမတစ်ခုဘဝမှာတဖြည်းဖြည်းပြောင်းလဲလာတာချက်ချင်းကြီးမားတဲ့အပြောင်းလဲတော့မဟုတ်ပါဘူးဒါပေမဲ့ခမားဘဝထဲမှာအရာတွေတဖြည်းဖြည်းကောင်းလာတယ်လမ်းတွေခွင့်လာတယ်ဆိုရင်ဒါဟာခမားအတွက်လမ်းကြောင်းအသစ်ပြင်ဆင်ပေးနေတာပါတတမတစ်ခုအကြောင်းမရှိဘဲတစ်ခုခုဖြစ်တော့မယ်လို့ခံစားရတာအထောက်ထမ်းမရှိပေမဲ့ခမားတည်တယ်ဘဝမှာတစ်ခုခုကြီးမားတဲ့အပြောင်းလဲဖြစ်လာတော့မယ်ဆိုတာဒီခံစားချက်ဟာမမားပါဘူးဒါဟာကိုစောင်းနဲ့ရဲ့အချက်ပြပါဒီလက္ခဏာတွေတဲက3ခုကျော်ခမားမှာရှိနေပြီဆိုရင်ဒါဟာမတော်တဆမဟုတ်ပါဘူးကိုစောင်းနဲ့ကခမားကိုလမ်းပြနေပြီခမားရဲ့ဘဝကိုပိုကောင်းအောင်ပြောင်းလဲဖို့အစင်းသင့်ဖြစ်နေပြီခမားယုံကြည်တယ်ဆိုရင်ကောင်းသောစွမ်းအင်ကိုလက်ခံပါသည်လို့မှတ်ချက်ရေးခဲ့လိုက်ပါခုနှစ်ရက်အတွင်းခမားဘဝမှာဘာတွေပြောင်းလဲလာမလဲဆိုတာကိုယ်တိုင်မြင်ရပါလိမ့်မယ်